ကဲအားလုံးပဲမင်္ဂလာပါနော်ညနေပေါ့နော်မနက်ကတော့၄နှစ်ထွက်သွားတယ်နော်အဲ့တော့ညနေပေါ့ညနေကတော့ break 6ကိုရွေးချယ်ထားပါတယ်နော် 6BK မှာဒီမှာတင်ထိုးရမယ့်ကဏ္ဍလေးတွေပေါ့နော် 6BK ကတော့တကယ်နှစ်ခုတည်းကတစ်ခုတော့အောင်မယ်ဒါပေမဲ့ကျွန်တော်ကတော့ break 6ကိုပဲရွေးချယ်ထားတယ်ပေါ့နော် break 6ဖြစ်စဉ်လေးကဘာလဲဆိုတော့ဒီ9ရဲ့9ရဲ့8ရဲ့နော်9ရဲ့9ရဲ့8ရဲ့တော့မှာ तू ကဒီ9ခွန်8ကဘယ်ရလာလဲဆိုတော့နော်351 3လုံးပေါင်းတော့9 9 3လုံးပေါင်းတော့ခွန်9နှစ်ခွန်3လုံးပေါင်းတော့8ဆိုပြီးထိပ်စီး3ခုကြာတာเนาะအဲ့ဒါဟိုမှာကျွန်တော်ကဒီ9ခွန်8ကိုဒီလို9ဒီလိုခွန်ဒီလို8လို့ဖြစ်ရမှာမဖြစ်ခင်မှာ तू ကမနက်မှာ4ထိပ်ကြဖို့လိုတယ်ကျွန်တော်အဲ့ဒီဟာကိုစောင့်နေရပါတော့အဲ့ဒီမနက်မှာ4ထိပ်ကြဖို့လိုတာပေါ့အဲ့ဒါဟောဒီ9ဒီလို9လို့မဖြစ်ခင်မှာเนาะ तू က9ရဲ့ပါဝါ3နှစ်ဆိုတဲ့ဗရိတ်9ရဲ့9ထိပ်စီရဲ့3လုံးပေါင်းတော့4ခွန်ရဲ့ပါဝါ93ဆိုတဲ့2ရဲ့3ညာလေးရဲ့2เนาะနောက်တစ်ခုကနောက်တစ်ခုက8ရဲ့ပါဝါဗရိတ်9ရဲ့ဒီမှာရှိရဲ့4ထိပ်ရဲ့3လို့ကြာပြီးတော့မှเนาะဒီ4ရဲ့ပါဝါ3လုံးပြန်9တယ်เนาะပြီးရင်နောက်တစ်ခုက2ရဲ့ပါဝါ3လုံးပြန်ခွန်တယ်เนาะအခုကျွန်တော်တို့ကဒီ3ရဲ့ပါဝါ3လုံး8ဆိုပြီးဟောဒီ2ကို break 6နဲ့ပေါ့เนาะ6 break နဲ့ကြာရမှာအဲ့တော့မှကျွန်တော်တို့က break 6လို့ကြာလိုက်တာနဲ့9ရဲ့ဒီ break 9ရဲ့ပေါင်းတော့8နောက်က9ရဲ့ break 8ရဲ့ပေါင်းတော့ခွန်ကျွန်တော်တို့က break 6လို့ကြာလိုက်တာနဲ့8ခွန်6ဆိုပြီးတော့ပေါ့နော်အဲ့ဒါကို break 6ပေါ့နော်အဲ့ဒါကိုမှသူကဘယ်လိုလဲဆိုတော့တင်ထိုးရမယ့်ကဏ္ဍတွေပေါ့အဓိကကတော့ဒီမှာဘာတင်ထိုးရမှာလဲဆိုတော့ကျွန်တော်တို့က6ခွန်လို့ပေါ့နော်ဟောဒီ6ထိပ်စီးပေါ့6ထိပ်စီးကလည်းကောင်းတယ်သူကဘယ်နေရာကောင်းတာလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာရိုက်သွားတဲ့936တွေပေါ့နော်အဲ့ဒီ936ရဲ့ပါဝါတွေပြန်ဖြည့်မှာပေါ့အဓိကကတော့3လုံးပေါင်းချင်းဒီ2ရဲ့ခွန်ရဲ့ဒီ3ညခွန်ရဲ့9 3ရဲ့9 8ရဲ့3ညကျွန်တော်တို့က936ဆိုရင်3ညရဲ့2ရဲ့4ရဲ့ပေါ့နော်ဒါကတော့4ထိပ်စီပေါ့နော်အဲ့ဒါဟိုမှာကျွန်တော်တို့ကဒီမှာဒီကျွန်တော်တို့ခုနလိုမသွားဘဲနဲ့ပေါ့နော်ဒီ936ပေါ့ဒီ936တွေနဲ့ဆိုရင်ကျွန်တော်တို့ကခွန်ပြီးတော့8ပြီးတော့9ပေါ့အဲ့ဒီ9ထိပ်စီနဲ့ဒီ90နဲ့ခွန်ပြီးရင်ဒီ51ပေါ့နော်သူက2ရဲ့ပါဝါဒီခွန်3ရဲ့ပါဝါ8 3ညရဲ့ပါဝါ9ထိပ်စီဆိုပြီးအဲ့လိုကြပြီးပြီဆိုပြီးတော့မှသူကဘယ်လိုလဲဆိုတော့3ကိုဟောလို့နှလုံးပေါင်းခွာပေါင်းချင်းလေး2ကနော်3ည2ဟောလို့ခွာပေါင်းချင်းလေး2လို့ဖြစ်9 3ညခွာပေါင်းချင်းလေး9က9 3ညဟောလို့ခွာပေါင်းချင်းလေး9လို့ဖြစ်တယ်ကျွန်တော်တို့က6လေးအဲ့မှာခွာပေါင်းချင်းလေး3က2 1ခွာပေါင်းချင်းလေး3ဆိုပြီးတော့အဲ့ဒီ51ဆိုတဲ့ကဏ္ဍပြီးရင်ပြန်ကြ4 2 2လေးပေါ့ site တွေပေါ့နော် site တွေကတော့ရှိပါတယ်အများကြီးပဲအဲ့ဒါတွေတော့မပြတော့ပါဘူးနော်ဒီအပူဆိုရင်တော့ဒီညနေမှာ10ပူ3ပူကိုပို့ထိုးပေါ့နော်ဒီ6 3ညဆိုတဲ့ break 6ကတော့ပပဲပေါ့နော်သူကတော့ break 6လိုက်ကျနိုင်ခြင်းနဲတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီကဏ္ဍတွေပေါ့ဒါတွေကိုများတင်ထိုးကြပေါ့နော်ဒီ6ခွန်8 site လေးနဲ့ပေါ့နော်ဒီညနေမှာတော့တခြား site တွေတော့မပြတော့ပါဘူးနော်ဒီ site ကလေးကအောင်မယ်လို့ယုံကြည်လို့ပေါ့နော်သူကတော့ဒီ6ခွန်8ဆိုပြီးတော့အောင်မယ်လို့လည်းထင်လို့ပေါ့နော်အဲ့ဒါဟိုမှာကျွန်တော်တို့ကဒီမှာဆိုရင်ရှိတယ်သူကဘာလဲဆိုတော့3နှစ် break 9ရဲ့ break 1ရဲ့3လုံးပေါင်းတော့6 break 2ရဲ့ break 9ရဲ့3လုံးပေါင်းတော့ခွန် break 9ရဲ့ break 9ရဲ့3လုံးပေါင်းတော့6ခွန်8လို့ဖြစ်ထားတာအဲ့ဒါဟိုမှာကျွန်တော်တို့ကဒီနှလုံး6ဒီနှလုံးခွန်ဒီနှလုံး8ဆိုရင်6 break ဆို8ပူးလို့သွားမှာเนาะအဲ့လိုမသွားဘဲနဲ့ तू က6ခွန်8ကဘယ်လိုသွားမအောင်ဒီ3လုံးပေါင်းတော့6ဒီ3လုံးပေါင်းတော့ခွန်ဒီ3လုံးပေါင်းတော့8ဆိုရင်2ထိပ်ကြီးနဲ့အဲ့ဒါကြရင်ကျွန်တော်တို့ကဘာပြန်ထိုးရမှာလဲဆိုတော့ပြန်ကြ2 4ပေါ့နော်အဲ့ဒီပြန်ကြ2 4 4နှစ်အဲ့ဒါကိုလည်းထိုးဖို့မမေ့ပါနဲ့လို့ဒါ site ရှိလို့ပြောပြတာပါเนาะပြထားတာပါเนาะအားလုံးပဲဒီညနေမှာပေါက်ကြပါသေးเนาะဒီမှာ break 6เนาะ